ချစ်ခင်ရတဲ့ကြည့်ရှုသူမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့89 Billet အင်ချန်မြေကုမ္ပဏီကတကုံစိတ်ကမ်းမြို့နယ်တင်ကားတရက်ကွက်ကမြေကွက်လေးကိုရောင်းချပေးလိုက်တဲ့ဗီဒီယိုမှတ်တမ်းဖိုင်လေးပဲဖြစ်ပါတယ်ဒီမြေကွက်လေးကိုယုံကြည်စိတ်ချစွာနဲ့စရန်ချပြီးဝယ်ယူအားပေးသွားတဲ့တာနကုံမြို့နယ်မှာအကိုမိသားစုကိုလည်းကျွန်တော်တို့89 Billet အင်ချန်မြေကုမ္ပဏီကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြေကွက်လေးကိုဝယ်ယူတဲ့နေ့ကနေစပြီးတော့ကောင်းချင်းအရာရာကောင်းချင်းအဖျားဖျားနဲ့ပြည့်စုံပြီးတော့မြေကွက်လေးမှာအကျိုးစီးပွားအမြတ်များစွာရရှိနိုင်ပါစေကြောင်းကျွန်တော်တို့89 Billet အင်ချန်မြေကုမ္ပဏီကစွန့်မွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာအခုကြည့်ရှုနေကြတဲ့လူကြီးမင်းတို့လည်းပိုင်ဆိုင်မှုမှန်ကန်ပြီးအချက်ချာကြတဲ့မြေနေရာလေးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့89 Billet အင်ချန်မြေကုမ္ပဏီကိုမနက်9:00 နာရီမှညနေ9:00 နာရီအတွင်းလစဉ်တရက်နေ့မှလွဲ၍ဆက်သွယ်နိုင်ပါတယ်ခင်ဗျာဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3998998949 399428989664ကိုဆက်သွယ်ဆောင်စမ်းမြင်မြတ်နိုင်ပါတယ်။ရုံငန်းဒီနေရာဆိုရင်တော့ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်25ရပ်ကွက်ပလဲရတနာလန်အမှတ်42တောင်တကုံပန်းခြံကားမှတ်တိုင်ကြီးပဲဖြစ်ပါတယ်။ကြည့်ရှုပေးနေကြတဲ့တယောက်ချင်းစီတိုင်းဘဝအမောတွေပြပြောက်ပြီးနေ့စဉ်နေ့တိုင်းအောင်မြင်တိုးတက်ကြပါစေလို့ကျွန်တော်ကနေပြီးတော့လည်းပြန်ပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။